အဲ့တော့ကျမတို့ကသွေးလွန်တုပ်ကွေးမှာပေါ့နော်သွေးလန့်ခြင်းမပါဘဲနဲ့ဆက်ဆခြင်းဝင်တဲ့သွေးလွန်တုပ်ကွေးပိုးကြောင့်ဖြစ်တဲ့ယောဂမှာတော့ကရိုးရိုးတုပ်ကွေးလိုပါပဲဖျားမယ်ကိုယ်ရီလက်တီတော်လေးကိုပြင်းပြင်းထန်ထန်ကြိုက်ခဲမယ်နော်နှာစီးချောင်းဆိုးကတော့တိတ်မဖြစ်ပါဘူးတုပ်ကွေးနဲ့ကွာတာအဲ့လိုပါတုပ်ကွေးကြတော့နှာစီးချောင်းဆိုးကတော်လေးများပါတယ်သွေးလွန်တုပ်ကွေးကြတော့ကြိုက်ခဲတာဟလာအယိုးအစစ်တွေပါကြိုက်တဲ့တီးဖြစ်တယ်ဒါကပထမအဆင့်သွေးလွန်တုပ်ကွေးပေါ့နော်ဒါမှမဟုတ်ရင်ပထမအကြိမ်သွေးလွန်တုပ်ကွေးပေါ့ဒါပေမဲ့လို့ကကျမတို့ယောဂလက္ခဏာတွေမှာတော့သွေးလန့်ခြင်းဖြစ်တော့မယ်ရှော့ရမယ်ဆေးရုံသွားရမယ်ဆိုတဲ့ကလေးတွေမှာအလွန်သိသာတဲ့လက္ခဏာလေးတွေရှိပါတယ်ကလေးတွေရဲ့သဘာဝကဖျားနေတဲ့အချိန်မှာမှိန်းသွားမယ်ဒါပေမဲ့အဖျားပြန်ကျသွားပြီဆိုရင်လန်းလန်းဆန်းဆန်းပြေးပြေးလွှားလွှားရှိရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အဖျားကျလာတဲ့3ရက်နဲ့4ရက်မြောက်နေ့မှာကလေးဟာဘာဆိုဘာမှမစားကျင်မင်းနဲ့ထတော်မထကျင်တော့ပဲဂရင်ပေါ်မှာခွေနေတယ်ဆိုရင်ကျမတို့အထူးသတိထားပါတယ်အဲ့လိုကလေးမျိုးအဲ့တော့အရင်ရက်တွေတော့ငါကိုရီလက်တွေတော်တော်ကြိုက်ခဲတယ်နှာစီးချောင်းဆိုးတော့မပါခဲ့ဘူးဒါပေမဲ့အခုချိန်မှာသူဟာဘာဆိုဘာမှမစားဘူးကြိုက်တာလည်းမစားဘူးမကြိုက်တာလည်းမစားဘူးပေါ့နော်နောက်ပြီးတော့ဘာမှမစားဘူးအရေလည်းမတောက်တဲ့အတွက်စီးထွက်နေတာကိုလည်းကျမတို့ဂရုစိုက်ပါတယ်အဲ့တော့အဲ့ဒီကလေးလူနာတွေကိုတွေ့ရင်ကျမတို့က pass volume လို့ခေါ်တဲ့လက်ကောက်ဝတ်မှာရှိတဲ့သွေးတိုးအားကိုအရင်ကင်ကြည့်ပါတယ်သွေးပေါင်ကြီးမတိုင်းခင်မှာအဲ့ဒီမှာကျမတို့ကလေးဆရာဝန်တိုင်းကသိပါတယ်လက်ကောက်ဝတ်မှာရှိတဲ့နော်သွေးတိုးတဲ့ပုံစံကိုကင်ကြည့်လိုက်လို့ရှိရင်ဒီမှာသွေးပေါင်ရင်ကျတော့မယ်ဒီကလေး short ဝင်တော့မယ်ဆိုတာကလေးတစ်ခုဆရာဝန်တော်များများကဒါလေးကိုစမ်းနိုင်ကြပါတယ်နောက်တစ်ချက်ကတော့ခြေသလုံးတွေလက်မောင်းတွေဟာတန်ပိုင်လုံးကိုကန်ရတကဲ့သို့အေးဆက်သွားတယ်ဆိုတာကိုကျမတို့သတိထားမိပါတယ်အဲ့တော့အမေဒီကိုပြန်မေးလိုက်တယ်ဘာမှမစားဘူးလို့ပြောတယ်ပြီးတော့အရေးလည်းမတောက်ဘူးလို့ပြောတယ်စီးလည်းပဲမထွက်သလောက်ပဲလွန်ခဲ့တဲ့6နာရီလောက်ကဆိုရင်ကျမတို့ဒါအထူးသတိထားဖို့လိုပါပြီစနစ်တကျသွေးပေါင်ချိန်ကိုပြန်တိုင်းပါတယ်အဲ့ဒီအချိန်မှာသွေးပေါင်ချိန်ဟာကျသွားတာဓမ္မမဟုတ်ရင်အပေါ်သွေးနဲ့အောက်သွေးကြားထဲကကွာခြားချက်က20ထက်နေတာဆိုရင်ကျမတို့ဒါက short ဝင်တော့မယ်ဆိုတဲ့ကလေးတွေဖြစ်ပါတယ်အဲ့ဒီကလေးတွေမှာအသေးကလည်းပိုကြီးလာတယ်အသေးကလည်းပိုကြီးလာတယ်ဒါအပြင်ဗိုက်ထဲကလည်းနာတယ်ဗိုက်နာတာကနှစ်ခုကြောင့်ဖြစ်နိုင်ပါတယ်ပထမတစ်ခုကအသေးကြီးလာတာနည်းနည်းများတယ်မြန်တယ်ပေါ့နောက်တစ်ခုကတော့ shock ရခါနီးမှာဗိုက်ထဲကလည်းတော်တော်လေးဆိုးဆိုးဝါးဝါဆွဲညှစ်ထားတယ်လို့နာတယ်လို့ကလေးကအော်တတ်ပါတယ်နောက်တစ်ချက်ကတော့အုံနောက်ထဲကိုများ shock ရမှာမို့လို့သွေးသွားနေသွားတဲ့အခါမှာကလေးဒီကြောင်ကရမ်းပြောတယ်ဆိုတဲ့ကလေးတိုင်းကိုကျမတို့သတိထားပါတယ်နောက်တစ်ချက်ကတော့အဲ့လိုကြောင်ကရမ်းပြောတာအပြင်ကိုပဲဒီကလေးဟာမှိန်းလွန်းတဲ့အခါမျိုးတွေမှာသွေးလွန်တုပ်ကွေးကြောင့်အုံနောက်ရောင်တာလည်းဖြစ်နိုင်တယ်သွေးလွန်တုပ်ကွေးကြောင့်အုံနောက်ထဲမှာသွေးယိုစီးတာလည်းဖြစ်နိုင်တယ်သွေးလွန်တုပ်ကွေးကြောင့်သွေးအားကျသွားလို့အဲ့ဒီအချိန်မှာကလေးကမှိန်းသွားတာလည်းဖြစ်နိုင်ဒီလက္ခဏာတွေအားလုံးရှိရင်တော့ဖြင့်ကျမတို့ကဒီကလေးကိုချက်ချင်းသွေးဖောက်စေရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်သွေးလွန်တုပ်ကွေးရာသီမှာ3ရက်နဲ့4ရက်မြောက်မှာကလေးတွေဟာမှိန်းကျသွားတယ်အဖျားကျတော့လည်းပဲမလန်းဘူးနောက်တစ်ဖွဲ့ကတော့အဖျားတွေလည်းလုံးဝမကျဘူးဒါပေမဲ့မလန်းဘူးမလန်းတဲ့အပြင်ကိုဗိုက်ထဲကလည်းနာတယ်ကလေးကဘာမှလည်းမစားဘူးစီးလည်းမသွားဘူးเนาะခြေသလုံးတွေနဲ့လက်မောင်းတွေကင်ကြည့်ရင်တန်ပိုင်လုံးလိုပဲအေးဆက်တယ်ကျမတို့ကဒီလက်ကောက်ဝတ်သွေးတိုးနှုံးလေးကိုစမ်းကြည့်လို့ရှိရင်ဒီကလေးဟာသွေးပေါင်ချိန်ကျတော့မယ်ဆိုတာသိတယ်ဒါဆိုရင်ကျမတို့ဒီကလေးတွေအားလုံးကိုသတိထားရပါတယ်ဒါကသွေးလွန်တုပ်ကွေးကြောင့်သွေးလန့်ခြင်းဖြစ်တဲ့ကလေးများဖြစ်ပါတယ်နောက်တစ်အုပ်စုကတော့ကျမတို့သွေးလွန်တုပ်ကွေးကြောင့်သွေးဥမွှားတွေပျက်စီးလျော့နေပြီးတော့သွေးထွက်လာတဲ့ကလေးတွေပါနည်းနည်းပါးပါးသွေးထွက်တယ်ဆိုတာကကျမတို့နှာခေါင်းသွေးနည်းနည်းရှန်တာရှိခြင်းရှိမယ်သဖုံးကသွေးနည်းနည်းယူတာရှိခြင်းရှိမယ်ဒါပေမဲ့ကတ္တရာစီလိုဝမ်းမဲတွေသွားတယ်အန်တဲ့အခါမှာကော်ဖီအနှစ်တွေအန်ချလိုက်သလိုအန်နဲ့နောက်နှာခေါင်းသွေးရှန်တာလည်းလုံးဝမရဘူးဆိုတဲ့ကလေးတွေကတော့သွေးထွက်များတော့မယ်ဆိုတာသတိထားပါအဲ့ဒီကလေးတွေမှိန်းသွားပြီဆိုရင်အုံနောက်ထဲများသွေးယိုသလားလို့ကျမတို့ကစဉ်းစားရမှာဖြစ်ပါတယ်အဲ့ဒီလက္ခဏာတွေရှိပြီဆိုရင်တေချာအောင်ကျမတို့ကလေးတွေကိုသွေးစစ်ရပါတယ်သွေးစစ်တဲ့အခါမှာကျမတို့ blood ထဲမှာပေါ့နော် CPE လို့ခေါ်တဲ့အထဲမှာ
သွေးဥဖြူတွေကျဆင်းတာတွေ့ရမယ်သွေးဥမွှားတွေနည်းတာတွေ့ရမယ်ဒါတွေကကျမတို့ကိုဒီယောဂဖြစ်နိုင်တယ်လို့ယူဆစရာတွေအချက်တွေကိုပေးပါတယ်နောက်တစ်ချက်ကတော့ PCV လို့ခေါ်တဲ့ကျမတို့သွေးရဲ့ပြစ်တဲ့နှုံးမှာ shock ရမယ်ဆိုတဲ့ကလေးတိုင်းမှာကျမတို့ PCV ကိုချက်ချင်းကြည့်ရပါတယ်အဲ့ဒီ PCV back cell volume လို့ခေါ်တဲ့ဟာအများကြီးထောင်တက်နေတဲ့သူ့သက်ရွယ်မှာရှိရမယ်ထက်များနေတဲ့48 50 54ဆိုတဲ့ကလေးတိုင်းဟာအရေးကြီးတယ်သွေးဥမွှားတွေက150အောက်စကြလာရာကနေ40လောက်ထိဆင်းသွားတယ်ဆိုရင်အရေးကြီးတယ်ဒီချက်တွေကသွေးအဖြေပေါ်မှာကျမတို့ချက်ချင်းကြည့်ရတဲ့အချက်တွေဖြစ်ပါတယ်နောက်တစ်ခုကတော့သွေးလွန်တုပ်ကွေးဟုတ်မဟုတ်ဆိုတာစစ်ခိုင်းတာဖြစ်ပါတယ်အဲ့ဒီဟာကတော့ NS1 antigen IgM IgG ဆိုတာရှိပါတယ် NS1 antigen ကတော့သွေးလွန်တုပ်ကွေးဝင်ချင်းမှာစစ်ရင်ပေါ်ပါတယ် IgM ကတော့တစ်ပတ်နှစ်ပတ်မှာပေါ်ပါတယ် IgG ဆိုတဲ့အမျိုးအစားကတော့နှစ်ပတ်၄ပတ်မှာပေါ်ပါတယ်အဲ့ဒါကြောင့်မို့လို့မပေါ်တဲ့ကာလ window period ဆိုတာလေးလည်းရှိပါတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့ကသွေးလွန်တုပ်ကွေးဟုတ်မဟုတ်ဆိုတာကိုသက်သေပြဖို့တဲ့သွေးလွန်တုပ်ကွေးရဲ့ဆိုးဝါးနိုင်တဲ့အခြေအနေကိုကြည့်တဲ့ PCV နဲ့ platelet count ကိုတော့အများအားကျမတို့ဦးစားပေးပြီးတော့ကြည့်ပါတယ်တခါစစ်ထားရုံနဲ့လည်းပြီးချင်မှာပြီးမယ်ပေါ့နည်းနည်းမှိန်းရာကနေများများမှိန်းတယ်ဆက်တိုက်ကော်ဖီအောင်မဲမဲတွေအန်တယ်ဓမ္မမို့လို့ရှိရင်ဘာမှကိုမစားဘူးစီးလည်းမသွားဘူးသွေးပေါင်ချိန်လည်းတက်မလာဘူးဆိုရင်ကျမတို့ကထပ်ပြီးတော့ဒီသွေးကို8နာရီ12နာရီ24နာရီမှာပြန်စစ်ပြီးတော့ကြည့်နေဖို့ဒါကျမကအချိန်ကာလနဲ့ဆုံးဖြတ်မှုရဲ့အရေးကြီးပုံလေးကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့အခုပြောခဲ့တာကသွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးတွေမှာအဖျားကြီးလို့ပဲဖြစ်ဖြစ်အဖျားကျပြီးမှိန်းသွားလို့ပဲဖြစ်ဖြစ်ဟလာဘိုက်ထဲကနာတယ်သွေးပေါင်ချိန်မှာအပြောင်းလဲရှိတယ်ခြေသလုံးလက်မောင်းမှာတန်ပိုက်ကိုကန်ရတယ်လို့အေးဆက်သွားတယ်ကလေးဟာကြောင်ကရမ်းတွေပြောလာတယ်ဆိုရင်ကျမတို့အထူးသတိထားရမယ်လက္ခဏာတွေမှာဒါတွေပါပါတယ်အဲ့တော့ဒီဟာဒီမှာဟလာပညာပေးဌာနတွေကနေပြောပြနေတဲ့စာဆောင်တွေเนาะစာရွက်စာတမ်းတွေမှာပါတာတွေကိုမိဘတွေအနေနဲ့ကြည့်ထားဖို့လိုသလိုစေကန်းကိုလာပြတဲ့အခါမှာလဲကိုယ့်ကလေးဟာသွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေရှိမရှိနဲ့ဖြစ်ခဲ့ရင်စိုးရိမ်ရတဲ့လက္ခဏာဘာလဲဆိုတာကိုလည်းပဲကြိုပြီးတော့မှတ်သားထားဖို့နဲ့ဆက်သွယ်လို့ရမယ်ဆေးဟာဝန်ကိုချိတ်ဆက်ထားမယ်ဆိုရင်တော့အများကြီးစိတ်အေးရမှာဖြစ်ပါတယ်အဲ့တော့သွေးလွန်တုပ်ကွေးကကျမတို့ virus ပိုးကြောင့်ဖြစ်တယ်เนาะအဲ့တော့နောက်တစ်ခုကခြင်ကိုက်ခံရလို့ခြင်တယ်လာတဲ့ virus ပိုးကြောင့်ဖြစ်တယ်အဲ့တော့နောက်သွေးလွန်တုပ်ကွေးဖြစ်သွားလို့ရှိရင်သွေးလန့်ခြင်းဖြစ်ရင်စိုးရင်ရတယ်အဲ့တော့အဲ့ဒီအချိန်မှာကလေးသည်အလွန်မှိန်းတယ်လားအဲ့ဒါကြောင့်သွေးလွန်တုပ်ကွေးလို့တန်ရာရှိတဲ့ကလေးတိုင်းမှာစောစောစီးစီးတွေကကလေးကြိုက်တဲ့ဘယ်လိုအစာမျိုးကိုမဆိုအညိုရောင်မပါရင်ပြီးတော့ပေါ့เนาะအညိုရောင်ပါရင်အန်တဲ့အခါမှာအယောင်ရောပြီးတော့စိတ်ပူမှာစိုးတဲ့အတွက်ပေါ့အဲ့တော့ကျန်တာအားလုံးကိုတိတိကျကျဂရုတစိုက်ကျွေးထားဖို့လိုတယ်ကလေးကိုလမ်းဆန်းနေအောင်မိဘကပြုစုထားဖို့လိုတယ်ပျော်ရွှင်နေအောင်ပြုစုထားမယ်ဆိုရင်မှိန်းသွားပြီဆိုရင်လည်းချက်ချင်းသိတာပါတယ်အဲ့တော့မှိန်းသွားတယ်ဆိုတာကိုလည်းပဲကလေးရဲ့အနေအထားကိုသိတဲ့ဆရာဝန်နဲ့ပြမယ်ဆိုရင်အဆင်ပြေတယ်လိုအပ်လို့ရှိရင် Viber ကနေကလေးရဲ့ပုံစံလေးကိုလှမ်းပြပေးမယ်ဆိုရင်ကြည့်ပေးရတာလည်းအများကြီးအဆင်ပြေတာတွေ့ရတယ်အဲ့တော့နောက်တစ်ခုကတော့အစားအသောက်ကိုတေချာကျွေးပါเนาะအဲ့တော့စီးနေတယ်ဆိုလို့ရှိရင်ဓာတ်စားရည်လေးကိုထိန်းပြီးတော့တိုက်ပေးလို့ရပါတယ်ဓာတ်စားရည်မတိုက်ရင်လည်းကျန်တဲ့အသီးဖြော်ရည်လိုမျိုးတွေတိုက်ထားပေးလို့ရပါတယ်အသီးဖြော်ရည်တွေ royalty လိုဖြော်ရည်လေးတွေကလေးကိုအရည်ဓာတ်လေးကောင်းကောင်းဝင်နေအောင်ပေးထားမယ်ဆိုရင်သွေးလန့်ခြင်းဖြစ်တဲ့အခါမှာကုသရတာအများကြီးပိုလွယ်တာကိုကျမတို့တွေ့ပါတယ်နောက်ကိုပူကြစေးမှာတော့ paracetamol ကိုပဲ6နာရီကြာလောက်တေချာတိုက်ပေးကြပါအဖျားကြစေးလို့ဆက်စေးလို့ခေါ်တဲ့ဆေးများကိုလုံးဝရှောင်ရှားစေခြင်းပါတယ်အဲ့ဒီဆေးတွေကကျမတို့ platelet ဆိုတဲ့သွေးဥမွှားကိုထိခိုက်ဖျက်ဆီးတဲ့ဆေးတွေလည်းအများကြီးပါနေနိုင်တာဖြစ်တဲ့ကြောက်ကပ်ကိုထိခိုက်တဲ့ဆေးတွေလည်းပါနေနိုင်တယ်အဲ့ဒီလိုပါတဲ့အချိန်မှာသွေးလန့်ခြင်းနဲ့တွေ့လို့ရှိရင်ကုရတာအရန်ကိုခက်ပါတယ်နောက်တစ်ခုကျမတို့စိတ်ပူတာတစ်ခုရှိပါတယ်ဒီမှာအဖျားကြီးတယ်ကလေးကမှိန်းတယ်ဆိုတဲ့အခါမှာထုံးစံအရာပေါ့နော်မက်ကလောင်ဖောက်တယ်ဆိုတာကျမတို့ကလေးဆရာဝန်တွေအလွန်ကြောက်ပါတယ်မက်ကလောင်ဖောက်လာတဲ့ကလေးကိုမက်ကလောင်ဖောက်တယ်ဆိုတာက
ဖင်ပေါက်ရဲ့အဝမှာရှိတဲ့ဖောင်းနေတဲ့သွေးကြောကိုအနဲ့ဖောက်တယ်လို့ကျမတို့မိဘတွေကိုမေးကြည့်လို့ရှိရင်သိရပါတယ်အဲ့ဒီမက်ကလောင်ဖောက်တာဟာကလေးကိုသွေးစိတ်ပြန့်မှုအများကြီးပိုပြီးဖြစ်စေတာကိုတွေ့ရတယ်ကုသရတာလည်းအရန်ခက်ပါတယ်သွေးလွန်တုပ်ကွေးကြောင့်သွေးလန့်ခြင်းမှာလည်းပဲနောက်ဆက်တွဲအနေနဲ့သွေးစိတ်ပြန့်တာကိုလိုက်ကုရတာရှိတယ်အဲ့ဒီအချိန်မှာမက်ကလောင်ဖောက်လာတဲ့ကလေးဆိုရင်ကျမတို့အသက်ဆုံးရှုံးရတာပိုများတာကိုအမြဲတမ်းတွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်အဖျားကြီးလို့ရှိရင် paracetamol တိုက်ပါရေဘတ်တိုက်ပေးပါရိုးရိုးရေနဲ့အခန်းပူချိန်မှာရှိတဲ့ရေနဲ့ရေဘတ်တိုက်ပါအင်ဂျီခတ်ပါလေဝင်လေထွက်ကောင်းတဲ့အင်ဂျီတွေကိုဝတ်ပါလာအခန်းရဲ့အေးဓာတ်ကိုเนาะကိုအပူချိန်ထက်ပူနေတဲ့အချိန်မှာစောင်းနေများများခြုံပြီးတော့မှအခန်းကလည်းပူနေရင်အဖျားမကျရင်ပို့ပြီးတော့စိတ်ပူမှာဖြစ်ပါတယ်အဲဒါကြောင့်အဖျားကျအောင်ဂရုစိုက်ပါ paracetamol တိုက်ပါအရေများများတိုက်ပြီးပါဒါက virus ဖြစ်တဲ့အတွက် virus ကိုနိုင်တဲ့ဆေးအနေနဲ့တောက်เสียမလိုဘဲနဲ့ကလေးတွေအာဟာရကောင်းကောင်းလေးနဲ့လန်းလန်းဆန်းဆန်းဖြစ်အောင်ထိန်းထားဖို့ပဲလိုပါတယ် paracetamol တိုက်ပါဓာတ်စားရည်လေးကိုသိအရေမတောက်ဘူးဆိုရင်ဒါလေးကိုကြိုပြီးတော့တိုက်ထားလို့ရပါတယ်